အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မြန်မာအစားအစာဖြစ်တဲ့ဂျာဆန်ဟင်းကားကိုချက်ပြသွားပါမယ်ရှင်ဘာမှမလုပ်ခင်ချက်ဥလေးအရင်ပြုတ်ထားလိုက်ပါမယ်နော်ပြီးရင်တော့ဂျာဆန်ဟင်းကားမှာချက်ဖို့လိုတဲ့ဒီအစာပလာလေးတွေကိုတော့ဈေးထဲကနေဝယ်လာပါမယ်ပထမဆုံးချက်သားကိုစားရယ်ဟင်းချုံမုတ်ရယ်အယောင်တင်မုတ်ရယ်ချက်သားမုတ်ရယ်တို့နဲ့ရောပြီးတော့ဒီချာလေးနှက်ထားပါမယ်ပဲလိတ်တွေကကြီးတဲ့အတွက်ကြောင့်မလို့အခုလိုအနေတော်လေးလီးထားပါမယ်ဒီမိုနရွက်တွေကိုလည်းအတူတူလီးထားပါမယ်အသားတူကိုလည်းရေစိမ်ထားပါမယ်နော်ပြီးရင်တော့ချက်သွန်ဖြူချင်းရောထားတာလေးကိုအယောင်တင်မုတ်ရယ်စနွေးမုတ်ရယ်ထည့်ပြီးတော့စီတက်ပါမယ်စီတက်လာလို့မွေးလာပြီဆိုရင်တော့ခုနနှက်ထားတဲ့ချက်သားလေးကိုထည့်လိုက်ပါမယ်ချက်သားကအယိုးများတယ်ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်ညီမကတော့ခေါင်းကြိုက်တဲ့အတွက်ခေါင်းလေးလည်းနည်းနည်းထည့်ထားပါတယ်ပြီးရင်တော့ရေလေးထည့်ပြီးတော့အဖုံးအုပ်လိုက်ပါမယ်ရှင်ချက်သားတွေစီတက်ပြီးပြီဆိုရင်တော့ညီမကနည်းနည်းများများလေးချက်ချင်တာဖြစ်တဲ့အတွက်မလို့အိုးလေးကိုပြောင်းလိုက်ပါတယ်ရှင်အိုးပြောင်းပြီးတာနဲ့ချက်သွန်ကိုဒီလိုအနေထားလေးဖြတ်ပြီးတော့အပေါ်ကနေထည့်လိုက်ပါမယ်ပြီးရင်တော့ကိုကြိုက်နေတဲ့တလောက်ရေကိုထည့်ပြီးတော့ဒီချက်သွန်တွေဒီပြီးတော့ဒီချက်သားတွေနူးညံ့တဲ့အထိထားပါမယ်အပေါ်ကနေမိုးနရွက်လေးကိုထည့်လိုက်ပါမယ်မွေးနေအောင်မွေးပြီးသွားပြီဆိုရင်တော့9မိနစ်10မိနစ်လောက်ထားရပါမယ်နော်ဒီဒါကိုတော့ဘယ်လိုခေါ်လဲတော့မသိပေမဲ့ဒီဥစ္စာကတော့ဈေးဆိုင်တိုင်းမှာရတယ်ပေါ့နော်ဂျာဆန်ဟင်းကားမှာထည့်တဲ့ဟာပေါ့ညီမတော့မပြောတတ်ဘူးအခုနကဖြတ်ထားတဲ့ဟာလေးတွေကိုထည့်လိုက်ပါမယ်ရှင်အနံကတော့အရန်ကိုမွေးပြီးတော့အရန်ကိုစားချစ်စပွဲဖြစ်နေပါပြီတအောင်ကြာတာနဲ့ကြာဆန်လေးတွေကိုထည့်လိုက်ပါမယ်ဒီကြာဆန်ကိုကြတော့မထည့်ခင်ညီမနည်းနည်းညက်ထားပေးရပေါ့နော်သူကဘာလို့လဲဆိုတော့အရှည်ကြီးဖြစ်တယ်လို့ပါကြာဆန်လေးတွေနူးဤလာတဲ့အထိထားရပါမယ်နော်ဒီနေရာမှာအရတာအတွက်ကတော့ငံပြာရည်ကိုသုံးပါတယ်ငံပြာရည်ကချိုင်းကလာတဲ့ငံပြာရည်ဆိုရင်ထဲ့လေချိုလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗမာငံပြာရည်စစ်ကိုသုံးသင့်ပါတယ်နော်ပြီးတော့ခုနကပြုတ်ထားတဲ့ချက်ဥလေးတွေကိုအဲ့လိုအနေထားလေးသုံးပြီးတော့ထည့်လိုက်ရုံပါပဲခုဆိုရင်အိမ်မှာပဲလှုပ်စားမလားအပြင်မှာပဲရောင်းမလားရောင်းတန်းဝင်တဲ့ဂျာဆန်ချက်လေးရပါပြီရှင်မြန်မာဟင်းချက်နည်းတွေကိုလွယ်ကူလေးမြန်စွာချက်ချင်တယ်ဆိုရင်တော့ like and subscribe လုပ်ခဲ့ဖို့မမေ့နဲ့နော်